မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့ Moon Black Movie Recap ကနေပြီးလူလောကရဲ့လောဘနဲ့ဒေါသတွေစုဝေးရာ၅ပါးအစိတ်ဖြေပွဲအကြောင်းကိုတင်ဆက်ပေးမှာပါဇလန်အစပါမိုးရွာတဲ့ညတညလမ်းဘေးစားတောက်ဆိုင်လေးတစ်ခုမှာမျက်မမြင်တယောက်ကဓာပြတီစုကိုအစိတ်၅မျိုးစမ်းသက်ပွဲအကြောင်းပြောပြနေပါတယ်ဒါဟာတပီလုံးကထိတ်သီးစစ်တီတို့လာရောက်ရှင်ပြန်ရတဲ့တေမိန်တမန်ပွဲတော်တစ်ခုပါဒီကစားပွဲမှာရက်ဆက်ကြမ်းကြွတဲ့အဆင့်50ဆင့်ပါဝင်ပြီးနောက်ဆုံးတစ်ယောက်တည်းကြံတဲ့အထိတဦးချင်းစီကိုတပ်ဖြတ်ဖို့ရည်ရွယ်ထားတဲ့စိန်ခုံမှုတွေရှိနေပါတယ်။စူကျဲကတော့ရွှေအတပြားတစ်ထောင်ထိပ်ပြီးကဘာအနှံ့ကတိုင်းဆရာတွေကိုဆွဲဆောင်နိုင်လောက်တဲ့အတိုင်းသာပါ။ဒါပေမဲ့အခုထိတော့ဘသူမှနောက်ဆုံးအဆင့်အထိအသက်ရှင်မလွတ်မြောက်ဘူးသေးပါဘူး။ဒါပြတီကတော့ဒီစကားကိုမယုံကြပါဘူး။သူတို့ကမြင့်မြတ်တဲ့မိသားစုတွေပဲပိုင်ဆိုင်တဲ့ရွှေအတပြားတစ်ထောင်တန်တတုပြားကိုကင်ထားတဲ့ပင်းဆိုတဲ့ကောင်လေးကိုနှိပ်စက်နေတာမို့ဒီမျက်မမြင်ရဲ့စကားကိုစိတ်အနှောင့်အယှက်ဖြစ်နေကြတာပါ။အဲ့ဒီအချိန်မှာပဲလင်းယွန်းဆိုတဲ့ရှိုးဝက်စမ်းကျဲသူတယောက်ဆိုင်တဲကိုရောက်လာပါတယ်။ဓာပြခေါင်းဆောက်ကအကင်ကအဆောင်တွေအသက်ခံလိုက်ရပြီဆိုတာသိလိုက်တာနဲ့သူ့လူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးပါတော့တယ်။လူအင်အားမမျှပေမဲ့လည်းလင်းယွန်းကသူတို့ကိုလွယ်လွယ်ကူကူပဲနှိမ်နှင်းပြီးကောင်လေးကိုကယ်တင်ခဲ့ပါတယ်။လင်းယွန်းဟာကယ်တင်ကအချင်းအဖိုးတန်တတုပြားကိုယူသွားခဲ့ပါတယ်။ဒါဟာပုံမောကြောက်စရာကောင်းတဲ့စိန်ခေါ်မှုတွေရဲ့အစပဲရှိပါသေးတယ်။ Death Game ကနေကြိုဆိုလိုက်ပါတယ်။ခဏကြာမှာတော့အစိတ်၅မျိုးစမ်းတပ်ပွဲကိုဝင်ပြိုင်မဲ့စစ်တီတွေသတ်မှတ်ထားတဲ့နေရာကိုစုယုံရောက်ရှိလာကြပါတယ်။ညွန်ကြောက်ချက်ကိုစောင့်နေတော့မှဖန်ကြီးဆိုတဲ့လူကဖုန်ကြီးတစ်ပါးရဲ့အထင်သေးတာကိုခံရပြီးတိုက်ခိုက်ခံရပါတယ်။ဒါကိုတိုင်းလောက်ကမှလေးစားခံရတဲ့ဆရာကြီးနင်ကဝင်သားပေးခဲ့ပါတယ်။မကြခင်မှာပဲပွဲစဉ်တစ်ဆော့တင်ပါပြီ။ပါဝင်သူတွေဟာနတ်နာရီအတွင်းဝင်းကဘာတဲကနေထွက်ပေါက်ကိုရှာရမှာပါ။လမ်းမှာရွှေတွေအပြည့်နဲ့ပြားကွက်တွေကိုတွေ့တဲ့အခါလောဘကြီးသူတွေကအလွတ်အရသွားယူကြပေမဲ့လင်းယွန်းနဲ့ဆရာကြီးနင်းတို့ကတော့ဒါဟာထောင်ချောက်လို့တန်တရားဝင်ကြပါတယ်။သူတို့ထင်တဲ့အတိုင်းမှာပဲရွှေယူတဲ့သူတွေကိုအပေါ်ကနေများတယ်နဲ့ပစ်ခတ်တက်ဖြစ်တယ်လို့အစိတ်ပြင်းမွေတွေနဲ့လည်းတိုက်ခိုက်ပါတယ်လင်းယွန်းကအခြားသူတွေကိုတတိပေးပေမဲ့မလိုက်နာပဲထောင်ချောက်နေမိပြီးတေဆုံးသွားသူတွေရှိပါတယ်။ဖန်ရီထောင်ချောက်နေမိမဲ့အချိန်မှာလင်းယွန်းကရှာယူဆိုတဲ့အမျိုးသမီးရဲ့ရွှေအိတ်ကိုယူပြီးထောင်ချောက်နေရာမှာအစားထိုးလိုက်လို့ဖန်ရီအသက်ရှင်သွားပါတယ်။ရှာယူကသူ့ရွှေကိုပြန်ယူဖို့ကြိုးစားပေမဲ့ကျမ်းပြင်တစ်ခုလုံးထောင်ချောက်တွေပောက်ကွဲတော့ပဲအချိန်မှာလင်းယွန်းကသူမကိုအချိန်မီဆွဲထုတ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဒီကစားကွဲကိုစီစဉ်နေသူတွေချစ်တဲ့အစိုးရအရာရှိကြီးတွေနဲ့တိုင်းဆရာကြီးတွေလွတ်ဝက်ဆုံတွေ့နေကြပါတယ်။ဆရာကြီးမူကတော့နံပါတ်26လင်းယွန်းကိုအနိုင်ရမယ်လို့လောင်းကြီးထပ်ခဲ့ပါတယ်။ဝင်းကဘာကလွတ်လာသူတွေဟာနောက်ထပ်နေရာကိုတွားဖို့တင်းဘောပေါ်တက်ကြရပါတယ်။တကယ်တော့တင်းဘောဟာဒုတိယအဆင့်စိန်ခေါ်မှုနေရာပါ။ရှာယူကဝင်းကဘာကရလာတဲ့ရွှေတွေကိုလူယူတာခံရပေမဲ့လင်းယွန်းကအသက်ရှင်ခြင်းနဲ့ဆိုရင်ရွှေတွေကိုစွန့်လွတ်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတင်းဘောကတိုက်ခတ်ရပြီးအားလုံးရေထဲခုန်ချရပါတော့တယ်။ဒါဟာဆရာကြီးရှောင်ရှိစံထားတဲ့လူတွေရဲ့လောဘကိုစမ်းသပ်တဲ့အဆင့်ပါ။ရွှေတွေကိုဖတ်တွိုက်ခါသူတဲ့ရေနဲ့ထေဆုံးသွားပေမဲ့လင်းယွန်းစကားနားထောင်တဲ့ရှောက်ယူကတော့ဘေးခန့်ရာကိုကူးခတ်လာနိုင်ပါတယ်။ကမ်းခြေရောက်တဲ့အခါကစားခွဲကနေထွက်ချင်တဲ့သူတယောက်ကိုချက်ချင်းကွက်မြက်လိုက်ပါတယ်။ဒီဖွဲတဲ့ဝင်ပြီးရင်အဆုံးထိမထစ်မနီပြန်ရမှာပါ။ညဘက်မှာတော့ပါဝင်သူတွေဟာရွှေကိုသုံးပြီးအစားအစာတွေနဲ့ဆေးဝါးတွေဝယ်ကြရပါတယ်။ဈေးကြီးပေမဲ့လည်းနောက်တည့်ရဲ့အတွက်ပြင်ဆင်ကြပါတယ်။ချင်းလော့ဆိုတဲ့အမျိုးသမီးကလူတစ်ယောက်ကိုမြှုပ်ဆွဲပြီးအစိတ်ငွေနဲ့ကြိုက်ခိုင်းပြီးအစားအစာတွေကိုလူယူပါတယ်။ဆရာကြီးနင်းကလည်းဒဏ်ရာကုမဲ့လို့ရင်းနဲ့လူတစ်ယောက်ကိုတက်ဖြတ်ပြီးအောက်စုဖရက်မှာအနိုင်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူတွေကိုသူ့ဘက်ပါအောင်တင်းဆွင်ပါတယ်။နောက်တရက်မှာတော့မျက်စိပိတ်ပြီးတရားကိုဖျက်ရတဲ့အဆင့်ပါ။မျက်စိဖွင့်တဲ့သူဟာချက်ချင်းကွက်မြက်ခံရပါမယ်။ဆရာကြီးနင်းကအရင်ဆုံးစဖြတ်ပါတယ်။တရားလဲရောက်တဲ့အခါဆရာကြီးနင်းရဲ့အချက်အလတ်နဲ့အတူဖုန်းကြီးနဲ့အပေါင်းအသီးတွေကတခြားသူတွေကိုခိုးယူတိုက်ခိုက်တာအစင်မတည့်ခြင်းညားစွာဖြစ်သွားပါတယ်။လင်းယွန်းကဝင်ရောက်ကူညီပြီးဆရာကြီးနင်းရဲ့လူတွေကိုနှိပ်နှင်းပါတယ်။လင်းယွန်းနဲ့ဆရာကြီးနင်းတို့တိုက်ခိုက်ကြရင်နဲ့လင်းယွန်းကအသာစီးရသွားပါတယ်။ဒါပေမဲ့ဆရာကြီးနင်းကကိုယ့်အကျိုးအတွက်တခြားသူတွေကိုမယိုးမသားစသေးခဲ့တဲ့အတွက်လင်းယွန်းကသူ့ကိုအထင်သေးကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီညမှာရှောက်ယူကသူမဒီပွဲကိုဝင်ပြိုင်တာဟာဖျာနာနေနဲ့ဖိခင်ဖြစ်တဲ့ဆရာကြီးရှာဟုံးရဲ့စေးဘူးအတွက်ဖြစ်တယ်လို့ပြောပါတယ်။သူတို့၃ယောက်ဟာပူးပေါင်းဖို့သဘောတူလိုက်ပါတယ်။တတိယအဆင့်မှာတော့မောင်မဲအနည်းတဲ့ဝင်းကဘာထဲမှာစီမီရဲ့ကလုံးစီနဲ့နနာရီအတွင်းထပ်ပေါက်ကိုရှာရမှာပါ
ဒါပေမဲ့စီမီထဲမှာစိတ်ချောက်ချစရာအစိတ်တွေပါနေတာကြောင့်အားလုံးကသူတို့ရဲ့အတိတ်ကနောင်တတွေကြောက်ရွံ့မှုတွေကိုမြင်ရောက်ကြပါတယ်လင်းရွန်းကတေဆုံးသွားတဲ့သူ့သမီးလေးကိုမြင်ရောက်ပြီးရှောက်ယူကဝက်ကုံတွေကိုမြင်အောင်ပြီးအချင်းချင်းပြန်တိုက်မိကြပါတယ်နောက်ဆုံးမှာတော့သူတို့တတိဝင်ပြီးဝင်းကဘာတဲကနေအချင်းမီထွက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စီဇန်နေသူတွေကလင်းရွန်းရဲ့အမှုအမှန်ကိုထုတ်ဖော်လိုက်ပါတယ်သူဟာလွန်ခဲ့တဲ့10နှစ်ကပျောက်ကွယ်သွားတဲ့နာမည်ကြီးတိုင်းဆရာတယောက်ပါလင်းရွန်းဟာသူ့ဇနီးကိုပြန်ရှာဖို့အတွက်ဒီပွဲကိုဝင်ပြိုင်တာဖြစ်ခဲ့လို့ပြောပါတယ်လင်းရွန်းရဲ့ဇနီးရှီဟာသူမရဲ့ကံကြမ္မာဇိုးတွေကိုဆေးကြောဖို့အတွက်လူတွေကိုလိုက်ပြီးကဲတင်နေတဲ့လူပါနောက်ထပ်အဆင့်မှာတော့9ယောက်တပွဲအပွဲလိုက်ရွင်ပြန်ရမယ့်အဆင့်ပါအားလုံးကတန်ကြိုးတွေနဲ့တွဲချိထားရပါတယ်တိုက်ခိုက်တွဲမှာဖုံးကြီးကချင်းလော့ကိုဒိုင်းအဖြစ်အထုံးပြပြီးဆရာကြီးနင်းရဲ့တိုက်ခိုက်ကိုကာကွယ်လိုက်လို့ချင်းလော့တေဆုံးသွားပါတယ်ဖန်ကြီးကလည်းလင်းရွန်းကိုကေတင်ရင်းနဲ့အသက်ဆက်တေးသွားခဲ့ပါတယ်ဖုံးကြီးကတော့ခြံထက်ပေးလိုက်တဲ့ကင်းမစ်အောင်အစိတ်ကိုတင်သွားပြီးတေဆုံးသွားပါတယ်အခုဆိုရင်လင်းရွန်းရှောက်ယူနဲ့ဆရာကြီးနင်း3ယောက်တည်းကြံတော့ပါတယ်လင်းရွန်းဒီပွဲကိုဝင်ရတဲ့တကယ့်အကြောင်းရင်းကတော့ဆရာကြီးဆန်ကြောင့်ပါလွန်ခဲ့တဲ့သုံးနှစ်ကလင်းရွန်းရဲ့ဇနီးဟာစီဇန်နေဘူးရဲ့လျှို့ဝှက်စစ်ကိုတီးသွားလို့ဆရာကြီးဆန်ရဲ့တက်ဖြတ်ခြင်းကိုခံရတာပါနောက်ဆုံးအဆင့်မှာတော့မြေခိုးတိမ်တွေဖုံးလန်တဲ့တောအုပ်ထဲကဖျားเจ้าတစ်ခုစီကိုရွှေခေါင်းလုံးတွေတည်ယူသွားရမှာပါဆရာကြီးနင်းကရှာယူကိုအရင်တိုက်ခိုက်ပေမဲ့ရှောက်ယူကပဲဆရာကြီးနင်းကိုအမြန်တက်လိုက်ပါတယ်အဲ့ဒီနောက်ရှောက်ယူကလင်းယွန်းကိုပါရွှေအပ်နဲ့ထိုးပြီးတက်လို့ဖမ်းပြီးပွဲကိုအနိုင်ယူလိုက်ပါတယ်ရှောက်ယူကစုကျဲထွားတောင်းတဲ့အခါဆရာကြီးဆန်ကသူမကိုပါတက်ဖို့ကြွစားပါတယ်အဲ့ဒီအချိန်မှာလင်းယွန်းပြန်ပေါ်လာပါတယ်တကယ်တမ်းတော့ဒါဟာရှောက်ယူနဲ့လင်းယွန်းကိုစီစဉ်ထားတဲ့ဖျားစာတစ်ခုပါလင်းယွန်းကအသက်ရှင်နေပြီးဆရာကြီးဆန်ကိုလက်စာချေနိုင်ခဲ့ပါတယ်ကျန်တဲ့စီစဉ်နေဖူတွေဟာအစိတ်တင်းပြီးသူတို့ရဲ့ကြောက်ရွံ့မှုတွေကြားမှာတေဆုံးကုန်ကြပါတယ်ဇက်သိန်းမှာတော့လင်းယွန်းကရှောက်ယူကိုရွှေတချို့ပေးလိုက်ပြီးရှောက်ယူကလည်းလင်းယွန်းကိုသူမရဲ့ဇာကြီးမြေမှာအစ်စ်ကားစဟိုဖိတ်ခေါ်ခဲ့ပါတယ်ဒီပုံမြင်ရဲ့သင်ခန်းစာကတော့လောဘကြီးသူတွေနဲ့မယိုးမသားကစားပွဲတွေကိုဘယ်တော့မှမယုံကြည်ဖို့ပါဒီဇလန်လေးကပေးချက်တဲ့သင်ခန်းစာကတော့လောဘနောက်ကိုလိုက်ရင်ကိုယ်တင်ချိုင်းကိုတူးတာနဲ့အတူတူပါပဲတဲ့ဒီ movie recap လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်တို့ရဲ့ Moon Black Movie Recap Channel လေးကိုလည်း subscribe လုပ်ပေးထားအောင်နော်အသစ်တွေတင်တိုင်းအမြဲကြည့်လို့ရအောင်လေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါ like နဲ့ share လုပ်ပေးဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဘယ်လိုကားမျိုးလေးကို recap လုပ်ပေးစေချင်တယ်လဲဆိုတာ comment မှာရေးခေးလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်နာမည် Moon Black ပါနောက်ဗီဒီယိုပါပြန်ဆောင်ကြပါမယ်တာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေဗျာ